number 10အနေနဲ့0ပါလဲဆိုရင်နောအခုတော့ and ဒီပဲတော့ nan အမည်မှန်သမျှနောနန်ဟုခေါ်သည်အမည်မှန်သမျှနောလို့ခေါ်တယ်ဆိုတော့ပေါင်းဝင်ခြင်းမှာရှိတဲ့ရာဝတ္ထုတွေလူတွေလိဆန်တွေဘာနေရာတွေပေါ့အဲ့ဒါတွေအမည်တွေမှန်သမျှအောင်ဆိုတော့ဘာလို့ခေါ်လဲဆိုရင်နောနန်လို့ခေါ်တယ်ဒီမှာလူအမည်ရှိမယ်တိရစ္ဆာန်အမည်ရှိမယ်ရာဝတ္ထုအမည်ရှိမယ်နေရာတွေရဲ့အမည်ရှိမယ်အဲဆိုတော့ဒီမှာလူအမည်ရပါလဲဆိုရင်မော်မော်ဦးလာအေးဒေါ်လာစသဖြင့်လူတွေအများကြီးရှိမယ်ပေါ့နော်ပရိသတ်မီ dog ခွေ cat ကြောင်ခေါင်းနွားစသဖြင့်ပရိသတ်တွေအများကြီးရှိတယ်အယောက်ထုအမည် book saw pencil kitten sugar တရား salt salt water ye oil sea စသဖြင့်ဒါရောက်တဲ့အမည်တွေအများကြီးရှိတယ်။ဒီမှာဆိုတော့နောက်ကနေရာတွေရဲ့အမည်ပေါ့။ရန်ကုန်မန္တလေးညောင်မင်းသားတော့ယူအောင်ချောင်းသားစသဖြင့်အများကြီးရှိတယ်။ရန်ကုန်မန္တလေးဆိုတဲ့မြို့နာမည်တွေညောင်မင်းသားရွာနာမည်တွေချောင်းသားကမ်းခြေနာမည်တွေစသဖြင့်ဆိုတော့အများကြီးနေရာတွေရဲ့အမည်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီအမည်တွေအကုန်လုံးကိုစတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင်နောလို့ခေါ်တယ်